အဇာတသက်မင်းပြမြတ်စွာဘုရားထံသို့အခုမျှော်သွားရောက်သောအချိန်မှာတ
ဇာမောလာပြည်နေညာချမ်းရှင်ကဖြစ်ပါသည်ထိုအရှင်ကမြတ်စွာဘုရားသည်ရာဇကြိုပြည်ရာဇကြိုမြို့အနီးဇောကလူတာသောတရားဥယျာဉ်တော်၌တရင်၃ရက်ရှိပါသည်နန်းတော်မှာဘုရားကျောင်းဆောင်လိုသွားသည့်အခါနန်းတော်မြို့ရိုးအရှင်းမျက်နှာတကာမှထွက်ရ၍အရှိဘက်ရှိတောင်ရင်းနှင့်တပ်ပင်များကလူသွားသမားကိုလိုကြားရောက်ပြီးအမှောင်ဖုံးနေပါသည်ထို့ကြောင့်လိုက်ပါသူအလုံးမိရှုမိတိုင်ကိုစီကုံကထွန်းညှိပြီးသွားကြပါသည်မိရှုမိတိုင်ကိုရှေ့ခေတ်သောကောရနာခေါ်အပြင်တစောင်းခေါ်ပါသည်အဇာတတနှင့်အရွှေရန်ပြိတ္တကြီးတစောင်းမောလာပြင်းည၌မိရှုမိတိုင်အမြင်အောင်ထွန်းညှိပြီးသွားရောက်ခဲ့မှုသောထုံးကိုနှလုံးမူ၍တစောင်းမောလာ၌တစောင်းတိုင်းမိထုံးဝဲတော်ကြီးကိုကျင်းပနေကြခြင်းဖြစ်ပါသည်သမ္မာပဒတရားတော်ကိုနာကြားလိုက်ရသည့်အတွက်အဇာတမင်းရအဖို့မိဒီအကျိုးတရားများကိုရရှိသည်ကိုသိရစေရှင်။သမ္မာပဒတရားတော်ကိုနာကြားလိုက်ရသည့်အတွက်အဇာတမင်းတရားကိုဒီအိမ်မပြော်သောယောဂဝေဒနာငြိမ်းအေးပြောက်ွယ်သားစီပါသည်။နှင့်ယေနာသုံးပါးပေါ်နှစ်ကာကာယရှိလာပါသည်။သုံးပုထုဇဉ်ထဲမှယေနာသုံးပါးကိုအကြည်ညိုဆုံးပုဂ္ဂိုလ်ဖြစ်မှမတန်းတင်ခြင်းခံရပါသည်လေးအပြည့်ကြီးလေးသောမဟာအဝစီငရေ၌မခံရတော့ပဲအပြည့်ပေါ်သောလောဟကုံဒီငရေ၌သာခံရပါတော့သည်ငါနောင်နာဂတ်ကာလ၌ဝိစီတာဝီအမည်ဖြင့်ပစ္စည်းကားဗုဒ္ဓဖြစ်ပြီးကျွတ်တန်းဝေယမည်ကျိုးတရားနဲ့ရရှိပါသည်သာဓုသာ